ဟုတ်ကဲ့ကျွန်တော်ကဒီဂီယာရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးထားတဲ့ဒရိုက်တာပြည်တင်နိုင်ဖြစ်ပါတယ် မင်းတို့ရှေ့ဆက်သွားလို့မဖြစ်ဘူးနောက်ကျောင်းပြန်ခဲ့ ဒီဂီယာဝတ္ထုကဟိုပြီးခဲ့တဲ့2025ပေါ့နော်အမှ producer ကိုပြုံးမောင်ကနေပြီးတော့ဒီဇတ်လန်းလေးကိုဝယ်ပြီးတော့ဒီ executive producer ဒေါက်တာခင်လင်းမောင်ကနေပြီးတော့ကိုတင်းနဲ့ရိုက်ချင်တယ်ရိုက်မလားဆိုပြီးတော့လာပြီးပြောတဲ့ချိန်ကနေပြီးတော့ဒီဝတ္ထုလေးကလည်းစမ်းတယ် horror လည်းဖြစ်တယ်ဇလန်စိတ်လည်းခိုင်ပါတယ်အဲကြောင့်မလို့ဒီဝတ္ထုလေးကိုဒီဂီယာရုပ်ရှင်ဇာတ်ကားကိုရိုက်ဖြစ်သွားတာဖြစ်ပါတယ်ဂီယာကျွန်တော်တို့ဒီဇလန်ကိုစောက်ရတဲ့အချိန်မှာစာအုပ်တောင်မထွက်သေးဘူးပေါ့နော် online မှာရမ်းပေါက်ပြီးနောက်ကျမှစာအုပ်ထုတ်တာပေါ့နော်ဒီဝတ္ထုကိုပြန်ပြီးတော့ရုပ်ရှင်ဖန်တီးတဲ့အခါမှာအဓိကကတော့ဒီဝတ္ထုရဲ့မှုကိုကျွန်တော်ကအရင်ဆုံးယူရဲပြီးတော့မှသူ့ရဲ့ atmosphere ကြီးcharacter တွေကိုထပ်ပြီးတော့ဖြည့်ပြီးတော့ရိုက်ကူးတာဖြစ်တဲ့ကြောင့်မလို့ဒီဝတ္ထုကိုအတက်နိုင်ဆုံးထပ်တူကြအောင်ပြီးတော့ပြိသက်လည်းဒီဝတ္ထုရဲ့မူရင်းရတာမပြောက်ပြအောင်လို့ကြိုးစားပြီးတော့ရိုက်ကူးထားပါတယ်ခင်ဗျာအခက်အခဲရတော့အများကြီးပေါ့နော်ဟော်ရာကားလည်းဖြစ်တယ်ပြီးတော့ဟိုဟာမိုးရင်းဘတ်ရိုက်တာဆိုတော့ဒီယာတီလူအခက်အခဲတွေပြီးတော့နိုင်စင်းတွေများတဲ့အတွက်ကြောင့်မလို့အချိန်ကန့်သက်အခက်အခဲတွေတော့ရှိတာပေါ့ဒါပေမဲ့အဲ့အခက်အခဲတွေအားလုံးကိုဒီ team work ကောင်းကောင်းနဲ့အကုန်လုံးကကြိုးစားပြီးတော့ဒီတူဖြတ်တန်းကြော်ဖြတ်ခဲ့တာပေါ့နော်လာပေါင်းများစွာအချိန်တွေအများကြီးပေးပြီးတော့ကြိုးစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပထမဆုံးဒီပရိသတ်တွေစီကိုရောက်တော့မဲ့ချိန်မှာတော့ရင်ရတော့ခုံတာပေါ့နော်ပြီးတော့ကိုယ့်ရဲ့ပထမဆုံးရွေးရှင်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်လှုပ်ရှားတာတော့အမှန်ပါပဲဒါပေမဲ့ကျွန်တော်တို့ဒီကားကိုအကောင်းဆုံးဖြစ်အောင်လို့ဟို horror ပရိသတ်တွေအတွက် horror experience အသစ်တစ်ခုရအောင်လို့ကြိုးစားပြီးတော့ဖန်တီးကြပါတယ်စာဖွေပေါ်ရမကွယ် ဒီဟာရိုက်တဲ့အချိန်မှာဒီ setting တွေ lighting တွေပြီးတော့ camera work တွေအကုန်လုံးကဒီခက်ခဲကြားထဲမှာတော့နေမေးညမေးနဲ့ကြိုးစားပြီးရိုက်ကူးရတာဖြစ်တဲ့ကြောင့်ဒီ screen ပေါ်ရောက်တဲ့အချိန်မှာကိုမျောလင့်ထားတဲ့တောင်ပို့ပြီးတော့ကောင်းတယ်လို့တချို့ဟာတွေမှာတော့ခံစားရပါတယ်ပြီးတော့တရုပ်ဆောင်တွေအနေနဲ့ဆိုလို့ရှိရင်လည်းသူတို့အရန်ဒီ horror move ပေါ်အောင်ဒီ all hit ပြီးတော့ကြောက်လန့်တာမျိုးမဟုတ်ဘဲနဲ့ဒီတထိတ်ထိတ်နဲ့ဘာဖြစ်မလဲဆိုတော့ emotion ကိုကြိုးစားပြီးတရုပ်ဖော်သွားကြတာတွေ့ရတဲ့အတွက်အရန်ကိုယ့်ကိုအတွက်တော့ကျင်းတတ်ပါတယ်ဒီက horror ပရိသတ်တွေအတွက်ဆိုလို့ရှိရင်ဒီ horror experience အသစ်တစ်ခုရအောင်လို့ကြိုးစားပြီးဖန်တီးထားသလိုပြီးတော့ဒီဇလန်းနဲ့ mystery စိတ်ဝင်စားတဲ့သူတွေအတွက်လည်းကြည့်လို့ရတဲ့ဇလန်းမျိုးစားတစ်ခုဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီကားကိုလာပြီးတော့28ရက်နေ့ရုံတင်တဲ့ခါကျရင်လာရောက်ကြည့်ရှုစေချင်ပါတယ်ခင်ဗျာဒီကားကိုကျွန်တော်တို့ဒီဂီယာတင်းတစ်ခုလုံးကအချိန်ကြီးအများကြီးပေးပြီးတော့စေတနာပြည့်နဲ့ကြိုးစားထားကြတဲ့ကားဖြစ်တော့ဒီပရိသတ်တွေအနေနဲ့ horror experience အသစ်တစ်ခုရမယ့်ကားတစ်ကားဖြစ်မယ်လို့လည်းယုံကြည်ပါတယ်။လာရောက်အားပေးကြဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ မင်းကလေးမွေးပြီးရင်ငါ့ကိုပြီးခဲ့ မပေးခဲ့နိုင်ပါဘူး